ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကရင်နိုင်ငံရှိတော့မယ်အဲ့ဒါပြောတာအဲ့ဒါလာပြောပြတာပါဘာမှမဟုတ်ပါဘူးဘာလို့နဲ့ကျွန်တော်တို့ကရင်နိုင်ငံရှိတော့မယ်ကစင်ကရင်ပတ်စံလည်းရှိတော့မယ်ဆိုတော့ပြောတာပေါ့နော်ကဲမင်္ဂလာပါတကယ်ကြီးနေအားလုံးမင်္ဂလာပါနော်တကယ်ကြီးတို့နော်ဒီနေ့ကျွန်တော်တို့စကားလာပြောကြမယ်နော်ဒီနေ့စောစီထိုင်ဖွားကြီးတယောက်လာပြီးဒီမှာလာထည့်ပြီးတဲ့ငါလာခေါ်ပြီးတော့ငါ့ကိုပြောတယ်မီးတို့နိုင်ငံရှိလားတဲ့ငါဘယ်လိုသွားဖြေရမလဲငါပြောတယ်နိုင်ငံမရှိဘူးတို့ကမြန်မာနိုင်ငံပဲရှိတယ်ကျွန်တော်ကရင်မြန်မာနိုင်ငံပဲမှနေတယ်မြန်မာပတ်စံပဲသုံးတယ်ပြောတယ်အခုကရင်နိုင်ငံရှိပြီနော်ကရင်နိုင်ငံမရှိတော့ငါစဉ်းစားလိုက်တယ်ဘယ်မှာလဲဘယ်တော့လဲငါစဉ်းစားလို့မရဘူးကွာစဉ်းစားမရတော့ငါထိုင်နေထိုင်စဉ်းစားလို့မရတော့ကျွန်တော်နေတာမြန်မာနိုင်ငံပါမြန်မာ passport မြန်မာပတ်စံပဲသုံးတယ်သူပြောတယ်အခုကရင်နိုင်ငံရှိတော့မယ်ပြောတယ်ကော့တူလီပဲမှာလာပြီးသူပြောတယ်ဒီမှာဒီနေ့ငါ Facebook မှာဝင်ရှာကြည့်တယ်ဒီမှာဒီမှာတော့ကရင်နိုင်ငံဆယ်ရွယ်သူလို့တဲ့ပုံကဆယ်ရွယ်တော့ကရင်နိုင်ငံနဲ့ဒီမှာကရင်နိုင်ငံဆွဲကပင်တောင်အောက်မှာတိုက်ဆောက်ထားတယ်ကားလာနေပေါ့နော်အဲ့လိုမျိုးသူဖောင်းပေါ့နော်စင်ငတ်ချိန်ပေါ့ဒီမှာဒါကတော့ကရင်ဖက်ဆန်ဒါကရင်ဖက်ဆန်ပေါ့နော် KTRA တရားတန်း1000တန်းဆိုတော့သူပြောတယ်2026မှာတဲ့သူပြောတယ်အတိထွက်ရှိလာတဲ့ကဘာတန်ဖိုးအမြင့်ဆုံးအဆင့်7မှာရှိတယ်ဟောရေးအဆင့်7မှာရှိတော့ဟောလာပေါ့နော်လူပြောမျိုးကိုတော့လည်းဘုရားပေါ့နော်ပြောတာပေါ့နော်ဒါကနိုင်ငံရှိပြီဆိုတော့သူတို့ကအတိုက်ပွဲဖြစ်လာတာကြာပြီလေတိုက်ပွဲဖြစ်တာကြာပြီဆိုတော့နောက်ဆိုလဲစကားများရအောင်ပါပဲချို့လူတွေတိုက်ပွဲဖြစ်တယ်ပြစ်ကြဥစားတယ်ဒီဘက်တစ်ဖွဲ့ကြတော့ဘူမဒီဘမ်ဒီနဲ့တခါတည်းပဲကျညာလိုက်တယ်ကရင်နိုင်ငံရှိပြီတဲ့အစ်မြတ်ထူထောင်တော့ပြီးတယ်ဒီမှာကိုသူလေးမှာကိုထိုင်တဲ့မှာလာတယ်ဒါကြောင့်မို့ဒီနေ့ထိုင်ဖွားကြီးတယောက်လာမေးတယ်ငါလည်းဘူမဒီဘမ်ဒီပြောတယ်မရှိဘူးမသိဘူးမြန်မာစကားသုံးတယ်ကရင်လည်းသုံးကရင်စကားလည်းပြောတယ်ဒါပေမဲ့ပတ်စံတော့မြန်မာပတ်စံပေါ့နော်ပတ်စံမရှိဘူးခုထိုင်းနိုင်ငံမှာလည်းမြန်မာစာရုပ်ရှိတယ်ကရင်စာရုပ်မရှိဘူးအဲ့သူလိုက်ပြောတာဝါအစောပဲသူလိုက်ပြောတယ်မင်းတို့ကရင်နိုင်ငံရှိတယ်ကရင် passport သုံးရမယ်နောက်တော့ကရင်စာရုပ်ရှိလားလိုက်မေးတယ်ဒီမှာနိုင်ငံသားကြီးဆိုင်ကပ်ပြားဒီမှာဒါကရင်ကပ်ပြားငါတို့စားလို့နည်းနည်းဆင်းမြင့်လာပေါ့နော်ဒီကပ်ပြားဆိုတာအစားတော့ကျွန်တော်မြန်မာပြည်မှာသုံးလို့ရှိရင်ဟိုမြန်မာနိုင်ငံသားစိုက်ကပ်ပြားဟိုအဲ့ plastic နေပဲလေခုဆိုစော့ဘူးဒီမှာတော့ဟိုထိုင်းဘာစီချိုးဖူးလို့မျိုးပဲလေစမကပ်လို့မျိုးသူလို့မှာကတောက်နေရကြည့်တဲ့ပုံစံဟိုပြူအခုလည်းရှိရတယ်မှာကော့ဖူးလေဆိုပါနေမှာကြည့်အဲ့ဒါကောလာဟာလာမသိဘူးနော်ဖြစ်နိုင်ဆိုရင်လည်းဖြစ်နိုင်တယ်မဖြစ်နိုင်ဆိုရင်ဖြစ်နိုင်ဘူးနောက်ဆိုရင်လည်းသူများတွေစကားများရောက်ပါပဲနော်အလိုနဲ့ကရင်နိုင်ငံထူထောင်တော့မယ်ဆိုတော့အမျိုးပေါ့နော်ခုဘက်လည်းကြည့်ရမယ်ဒီဘက်လည်းကြည့်ရမယ်အာဆီယာတွေမှာလည်းတစ်ဖက်နိုင်ငံကနေလည်းကြည့်ရအောင်မယ်ဘယ်လိုမျိုးလာလို့သိနေစောက်ကြည့်အောင်ပေါ့နော်အဲ့ဒါလာပြောပြတာတကယ်ကြီးတို့ကရင်နိုင်ငံစီတော့မယ်နော်အဲ့ဒါလာပြောပြတာမကရင်မပုတ်တေဒီမှာကရင်မပုတ်တေဒါကရင်မပုတ်တေပါဒါကရင်နိုင်ငံပါဒါကရင်နိုင်ငံနော်ဒါကရင်ဖက်ဆန်
ဟုတ်လားမဟုတ်လားတော့မသိဘူးစောက်ကြည့်ရအောင်ပေါ့နော်ငါတို့ကစောက်ကြည့်ရမှာလားစောက်ကြည့်ရမလို့စောက်ကြည့်ရမယ်ဘယ်လိုဖြစ်လာမလဲဆိုတာအဲ့ဒါကိုစောက်ကြည့်ရအောင်မယ်နိုင်ငံသစ်ဒါပေမဲ့ကျွန်တော်လည်းမျှော်လင့်ပါတယ်နိုင်ငံသစ်ရဖို့အတွက်မျှော်လင့်ပါတယ်ဟောအဲ့ဒါမှသူများနိုင်ငံကလာမနေရတော့အားလုံးပဲဘိုင်လောက်သွားလောက်တော့မယ်လောက်သွားလောက်ရမယ်ကွာဒီမှာလောက်သွားလောက်ရမယ်